ပွားတွေဆွေမျိုးတွေကျေးဇူးရှင်တွေအားလုံးတို့အားဝိပဿနာတရားအားထုတ်နိုင်ရေးအတွက်ပတ်ပိုးကြမယ်တိုက်တော်ကြမယ်ဆောက်ရှောက်ကြမယ်အဲ့ဒီလိုမျိုးလုပ်ကြမယ်ဆိုရင်တနင်္ကျော်လာပြီးနေရဲ့အဓိပ္ပာယ်ဒီပြည့်စုံသွားပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့တိုက်တော်ပါတယ်ဒီလိုပါပဲတဘိုးတယ်လာပြီးနေဒီလဲဩဝါဒပါတိမောင်နေဖြစ်ပါတယ်အဲ့ဒါလည်းကျွန်တော်တို့ဒီနေ့ဓမ္မလက်ဆောင်နေပြီးပေးထားတဲ့စာရွက်ထဲမှာပါပါတယ်ဖျားရှင်ကိုတော်မြတ်ကြီးဒီရာဇဂိုပြည်မှာရာဇဂိုပြည်ကယဟန္တာ1250တော့ယဟန္တာတို့ကိုပထမဦးဆုံးတော့ဩဝါဒပေးတော်နေ့ဖြစ်ပါတယ်အဲ့ဒီနေ့ဒီဩဝါဒပါတိမောင်နေလို့ကျွန်တော်တို့တဘိုးတယ်လာပြီးနေကိုကျင်းပကြပါတယ်တိုးတော်လဲတဘိုးတယ်လာပြီးနေမှာထမင်းနဲ့ပွဲနဲ့ကျွန်တော်တို့လူတွေအကြိုက်လူတွေပတိယအောင်ဆိုပြီးတော့ပညာရှင်တွေကစီစဉ်ခဲ့ပါတယ်ထမင်းနဲ့ထိုးတဲ့အခါမှာစုပေါင်းပြီးထိုးကြပါတယ်အဲ့ဒီထိုးကြတဲ့ညီမန်းချက်ဒီဘုရားရှင်ကိုတော်မြတ်ကြီးကယဟန္တာကြီးစင်ကြယ်လာတဲ့ယဟန္တာကြီး1250တော့ယဟန္တာတို့ကိုပထမဦးဆုံးတော့ဩဝါဒပေးပြီးပန်ကအစည်းအဝေးကြီးညီညွတ်မှုကိုပြခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီနေ့ဒီပထမပန်ကပဏိပါတနေလို့အဲ့ဒါလိုသတ်မှတ်ခဲ့ပါတယ်အဲ့ဒီနေ့ဒီဩဝါဒပါတိမောက်နေလို့လည်းခေါ်ပါတယ်တိုးတော့ယနေ့ချိန်ခါမှာတဘိုးတယ်လာမီနေဘာနည်းလဲလို့မင်းရင်တရားမှာ69ရောက်လောက်ကမသိတော့ပါဘူးဒါကြောင့်မလို့ယနေ့ယောဂီများအလုံးကိုတိုက်တော့ပါတယ်တဘိုးတယ်လာမီနေဒီဘုရားရှင်ကိုတော်မြတ်ရဲ့ပထမဦးဆုံးတော့စင်ကြယ်လာသည့်ယဟန္တာ1250တို့ကိုညီညွတ်စွာဖြင့်ဆုံးမခဲ့သောနေ့တစ်နေ့ဖြစ်ပါတယ်အဲ့ဒီနေ့မှာစုပေါင်းညီညာအောင်ကြောင်းဖြာလို့အဓိပ္ပာယ်သက်ရောက်ပြီးတော့တဘိုးတွေလာပြီးနေ့ကိုဘာလို့ကြလဲဆိုတော့ထမင်းနဲ့ပွဲနဲ့ထိုးခဲ့ကြခြင်းဖြစ်ပါတယ်အဲ့ဒါဒီလည်းပဲဩဝါဒပါတိမောက်နေတယ်ပဲဘုရားအဆူဆူတို့ဆုံးမခဲ့သောအဆုံးအမတွေကိုပြန်လဲပြီးဘုရားရှင်ကနေပြီးဆုံးမခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီနေ့မှာဆုံးမလိုက်တဲ့စကားလုံးတွေ၃ကြောင်းပဲရှိပါတယ်လောဇွန်ချုပ်တီးခြင်းဟူသောတိခံခြင်းသည်အလွန်မြင့်မြတ်သောအကျင့်ပေသည်နံပါတ်2ကမိမိစိတ်ကိုတာရှင်းဖြူစင်စေရ၏နံပါတ်3ကထူးမြတ်သောအကျင့်ထူးမြတ်သောစိတ်၌လွန်စွာအားထုတ်ရာ၏လို့သုံးချက်ဆုံးမခဲ့ပါတယ်ဒါအနည်းချုပ်ဖြစ်ပါတယ်ဒီလိုဆိုရင်ကျွန်တော်တို့တူတူနဲ့ပြန်ကောက်ရင်တစ်ကသိခံလို့ပြောပါတယ်နှစ်ကကြတော့ဖြူအောင်ထားသူများဖြူဖြူမဖြူဖြူမိမိစိတ်ဖြူဖို့လိုပါတယ်နံပါတ်3ကထူးတဲ့အကျင့်ကိုကျင့်ဖမန်ငါရှန်ကအကျင့်တွေမကြကြနဲ့လို့ဘုရားရှင်ကနေပြီးယဟန္တာတွေကိုဆုံးမခဲ့တဲ့အင်မတန်နစ်ဆိုင်လာတဲ့အဆုံးအမဖြစ်ပါတယ်ဒီသုံးချက်ဒီကျွန်တော်တို့အားလုံးလည်းသိသိပါတယ်အဲ့ဒီနေ့မှာပဲဆုံးမတဲ့ဩဝါဒပေးတယ်လို့ပဲလေးရတော်တန်ရှင်သာရိပုတ္တရာနဲ့လဝဲရယံရှင်မမောက္ကလန်တို့အားအကဘာဝကကြီးတွေဆိုပြီးတော့အာနာအနင်းတဲ့နေ့လည်းခေါ်ကြပါတယ်ဒါကြောင့်မလို့ဒီနေ့ဒီကျွန်တော်တို့အလုံးသိတဲ့နေ့ကတော့အထူးသဖြင့်သိတဲ့တာကအဆုံးမဩဝါဒကိုအနည်းဆုံးဩဝါဒပါတိမောက်ဆိုတဲ့သုံးလုံးလောက်တော့ကျွန်တော်တို့သိရင်တော်ကိုလုံလောက်ပါတယ်တစ်ကသိခံကြပါနံပါတ်2ကကြတော့မိမိစိတ်ကိုဖြူအောင်ထားကြမယ်နံပါတ်3ကကြတော့ထူးတဲ့အကျင့်ကိုပဲကျေဖမန်ကရှန်ကလေးကိုအဲ့ဒီနေ့မှာမကျင့်နေတော့ဒီသဘောမျိုးပဲဒီလိုပါပဲဒီခါတော်နေ့ဒီအာနုံတို့ဒီအင်မတန်ပေချာတိကျလာပါတယ်အဓိပ္ပာယ်ပြည့်စုံလာပါတယ်ဆိုတာကိုကျွန်တော်တို့နားလည်စေချင်တယ်ဒီလိုဆိုရင်ကျွန်တော်တို့ဗုဒ္ဓသာသနာဝင်တို့ဒီဘုရားရှင်ကိုယ်တော်များကြီးပွတ်တော်မူလာတယ်ဘယ်လောက်ပေချာလဲဆိုပြန်ကြည့်လိုက်မယ်ဆိုရင်ပထမဆုံးကြည့်ရင်ဘုရားရှင်ကိုယ်တော်များကြီးပါရမီဖြစ်တာကြည့်ရအောင်ဘုရားရှင်ကိုယ်တော်များကြီးပါရမီဖြစ်တာဒီအင်မတန်ကြံမြင့်လာဆိုတော့၄သိန်းချီကဘာတသိန်းအဲ့ဒီဟာဖြစ်ခဲ့တယ်ဆိုတာလည်းယောဂီများအလုံးသိပါတယ်တကဘာဆိုတာကွန်ပျူတာနေတာမဆုံးနိုင်အောင်ကြံမြင့်လာပါတယ်အပင်ပင်ချင်းတစ်ခုဆိုတာလည်း3ညပေါင်း140ပါတယ်လို့ဆိုပါတယ်ဒီလိုဆိုရင်အင်မတန်ကြံမြင့်လာဆိုတော့မရေမတွက်နိုင်တော့အချိန်ကာလအဖြစ်ကျွန်တော်ဖြစ်ဆွမ်းခဲ့ပါတယ်နံပါတ်2ကကြတော့မရမနာဖြစ်ပါတယ်ဘယ်ဘဝမှာမှမရက်ခဲ့ပါဘူးနံပါတ်3ကကြတော့မချန်ထားပါဘူးပါရမီ30တို့ခြံထားတာမရှိဘူးဟိုပါရမီငါမဖြစ်ချင်ဘူးဆိုတာမရှိပါဘူးအားလုံးကိုဖြစ်သွားခဲ့ပါတယ်နံပါတ်4ကကြတော့မျိုးရိုးသေးသေးလေးလေးစားစားနဲ့ကြီးညိုပြီးဖြစ်ခဲ့ပါတယ်နံပါတ်5ကြတော့ပျော့ပျော့ပါးပါးနဲ့ဖြစ်ခဲ့ပါတယ်ဒါပါရမီဖြစ်တာလေအတိတ်အသေးချာရှိပါတယ်ဒီလိုပါပဲဖျားလောင်းတော်ဘဝကနေပြီးဖျားဖြစ်တဲ့အထိကလည်းပဲအင်တန်သေချာတိကျမှန်ကန်လာတယ်ဆိုတာလေကျွန်တော်တို့ရှင်းချက်အနေနဲ့တင်ပြတတ်ပါတယ်နံပါတ်1ကပါရမီဖြစ်တာလည်းပဲအလုံးအတိတ်သေချာရှိပါတယ်နံပါတ်2ကကြတော့မွေးတဲ့ခုနှစ်လရက်ကလည်းအတိတ်သေချာရှိပါတယ်မဟာတက္ကရာ68ကစုံလာပြီးတောက်ချာနေဆိုတာလည်းအလုံးအတိတ်သက်သေပြလို့ရပါတယ်ဒီလိုပဲမွေးတဲ့မိဘနှစ်ပါးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းမွေးတဲ့မိဘနှစ်ပါးဒီသုံးတော်ကနာမင်းကြီးနဲ့မယောင်တမဲတော်မာဒီဝီဆိုတာလည်းအလုံးသိတယ်ဖြစ်ပါတယ်နောက်တစ်ခါနံပါတ်4ကမွေးတဲ့နေရာကိုကြည့်လိုက်လို့ရှိရင်လည်းတိကျသေချာလိုက်တာရန်ကုန်မဟုတ်တာတော့တိကျတယ်ဘယ်မှာလဲဆိုတော့အိန္ဒိယနဲ့နီပေါနဲ့ဆက်ပေါ့အခုဆိုနီပေါပိုင်နေတဲ့ရောက်ပါပြီအဲ့ဒီနေရာကလုံငနီဥယျာဉ်မှာမွေးပါတယ်နေရာကလည်းတိကျလိုက်တာပြန်နံပါတ်5အနေနဲ့ကြည့်ရင်ကျွန်တော်တို့နတ်ပြည်ပြမာတွေမဟုတ်ပါမွေးလာတာလူသားအစစ်မဟာလူသားဖြစ်ပါတယ်နံပါတ်6အနေနဲ့ကြည့်လို့ရှိရင်မွေးချင်းအုံဖွားဆိုပြီးတော့ဖြစ်ပေါ်လာတဲ့ဖရားမဟုတ်ပါ
ကျစ်စင်ဒီအကုန်လုံးအတိအကျသိချာနဲ့ဖွက်ထားတယ်မြည်သည့်ပုဂ္ဂိုလ်မဆိုမြည်သည့်နေရာမဆိုမြည်သည့်အချိန်မဆိုလာရောက်ပြီးတော့လစ်လာလဲပါကျစ်လဲပါလို့အမြဲတမ်းဖိတ်ခေါ်ထားပါတယ်ဒါကြောင့်မလို့သေချာလိုက်တဲ့အကျစ်ဖြစ်ပါလေနံပါတ်9နေရကြည့်ရင်ဖျားဖြစ်တဲ့ခုနှစ်လရက်ကလည်းသေချာလိုက်တာဗျာဘယ်ခုနှစ်လဲဆိုတော့အနည်းဆုံးကျွန်တော်တို့သိရမယ်နော်ဖျားဖြစ်တဲ့နှစ်မဟာသက်ကလေး103မွေးလာ68 35မှာဖျားဖြစ်တယ်ဒါတော့68နဲ့35ပေါင်း103ပေါ့ကဆုံလပြည့်ဗုဒ္ဓဟူးနေ့မှာဖျားဖြစ်တော်မူပါတယ်ခုနှစ်လရက်ကလည်းတိကျသေချာလိုက်တာကဲဖျားဖြစ်တဲ့နေရာလဲကြည့်လိုက်ရောဘယ်မှာဖြစ်တာလဲဆိုဖျားเจ้าဆောင်ဖျားစင်ပေါ်မှာဖြစ်တယ်ပဲကလေးတွေကပြောဆိုလို့ဖြစ်နေတယ်ဘယ်မှာဖြစ်တယ်လဲဆိုတော့အိန္ဒိယမှာဗုဒ္ဓဂါယာခနေ့ဗုဒ္ဓဂါယာကြွပြီးဖျားဖို့ထွက်တဲ့ပုဂ္ဂိုလ်များအားလုံးအသိဖြစ်ပါတယ်ဂါယာမြို့นี้မှာရှိတယ်ဘောဒီနဲ့ရွှေပလင်ယနေ့ထိသက်သေထောက်တာတိကျပြလို့မရဘူးလားဗျာရတယ်နော်ကျွန်တော်တို့ကိုယ်ပါဒနာရဲ့တိကျသိချာမှုကိုကျွန်တော်တို့သာသနာ့ဝင်အားလုံးသိကြဖို့လိုအပ်ပါတယ်ဒီလိုနဲ့ပင်ကဲအချိန်နဲ့သိနေလာပြီဆိုတော့ကျွန်တော်တို့သာသနာတော်ရဲ့အနည်းချုပ်ကြည့်လိုက်ရအောင်အမတန်တိကျသေးကြလာတယ်မှန်ကန်လာတယ်ဆိုတာကိုကျွန်တော်တို့ဘယ်လိုပြတော့ဖျားအဆူဆူတို့ဟောကြားခဲ့တယ်ရှိသောဖျားပေါင်းမြောက်များစွာရှိခဲ့ပါတယ်ဖျားပေါင်းဘယ်လောက်ပွက်ခဲ့ပြီလဲဆိုတော့ဂင်္ဂါဝါလူသဲစုမြမကဖွက်ခဲ့ပါတယ်တမုတ်ဒီကာထာကိုရော့ပြီးကျွန်တော်တို့တွေရော့နေကြတဲ့အဓိပ္ပာယ်ကိုလည်းသိစေချင်ပါတယ်ဂင်္ဂါဝါလူသဲစုမြမကပွက်တော်မူတဲ့ဖျားအဆူဆူတို့သည်ဘယ်လိုမျိုးသောတရားကိုဟောတာလဲလို့ကြည်လိုက်တဲ့အခါမှာအားလုံးသောပုဂ္ဂိုလ်များအသိဖြစ်ပါတယ်ဘယ်ဖျားပွက်ယခုဂေါတမမြတ်စွာဘုရားသာသနာဂေါတမမြတ်စွာဘုရားဟောတဲ့တရားရဲ့နောင်ပွက်အောင်မိအရိမတရားမြတ်စွာဘုရားဘယ်တရားကိုဟောခဲ့တယ်လဲဆိုတော့သစ္စာ၄ပါးပဲဖြစ်ပါတယ်အဲ့ဒီသစ္စာ၄ပါးကိုတော့ကျွန်တော်တို့အားလုံးသိဖို့ကောင်းပြီကဲဒီလိုဆိုရင်သစ္စာ၄ပါးဖြစ်ပါတယ်အဲ့ဒီသစ္စာ၄ပါးဒီသစ္စာ၄ပါးကိုပြောတဲ့နေရာမှာသစ္စာဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်ဖွင့်ကြည့်ရအောင်သစ္စာဆိုဒီမှာအစင်ထာဝရမှန်ကန်သောအမှန်တရားလို့အဓိပ္ပာယ်သက်ရောက်ပါတယ် universal truth လို့ပြောပါတယ် universal law လို့လည်းပြောပါတယ်အဲ့ဒီသစ္စာဒီအချက်၃ချက်ကိုကျွန်တော်တို့တက်တည်ပို့ပြီးတော့ဒီဂရီတင်လို့ရနံပါတ်၁ကမြည်သည့်ပုဂ္ဂိုလ်တွေမဆိုမှန်ဖို့လိုပါတယ် person မြည်သည့်နေရာမဆိုမှန်ဖို့လိုပါတယ် place နံပါတ်၃ကမြည်သည့်အချိန်မဆိုမှန်ဖို့လိုပါတယ် time PPT လို့အတူပြောလို့ရပါတယ်ပုဂ္ဂိုလ်မရွေးနေရာမရွေးအချိန်မရွေးမှန်ကန်တဲ့အမှန်တရားကိုသာသစ္စာလို့ခေါ်ပါတယ်အဲ့ဒီသစ္စာ၄ပါးဒီလည်းပဲအတူဆုံးနဲ့ပြောလို့ရှိရင်စာနယ်ကပြောရင်သိပဲစိုက်ပွားလို့ပြောပါတယ်အကျင့်နယ်ကပြောတယ်ကြတော့ပွားသိပဲစိုက်လို့ပြောပါတယ်ဒီလိုဆိုရင်သိပဲစိုက်ပွားဆိုတာကိုအကျဉ်းချုပ်တင်ပြရရင်သိဆိုဒီမှာဒုက္ခသစ္စာကိုသိလို့ပြောပါတယ်ဒီနေ့စာတတ်ပေတကြီးများပါလို့ရှိရင်လည်းနားလည်မှုပေးပါအောက်ခြေကနေစပြီးပြောပါမယ်ဒီကလေးတွေရောအလုံးနားလည်သဘောစီချင်ပါလေတက်ကသိဆိုဒီမှာဒုက္ခသစ္စာဖြစ်ပါတယ်ဒုက္ခသစ္စာကိုသိရမယ်ပယ်ဆိုတာကသမုဒယသစ္စာကိုပယ်ဒီလိုဆိုရင်ဒီနှစ်ခုကိုပြန်ရှင်းပြကြည့်ရင်ဒုက္ခရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာအများကြီးဖွင့်ပါတယ်တော့တစ်လုံးသိရင်တော့ပါသစ္စာမြောက်တော့ဒုက္ခအဲ့ဒီဒုက္ခဘာလဲဆိုတော့ဒီ30ပုံတွင်သင်္ခါရနယ်ထဲမှာရှိသမျှသောပုဂ္ဂိုလ်အလုံးတို့သည်ဖြစ်ပေါ်ခြင်း၆ပြောက်ခြင်းတို့သည်အစင်ထာဝရနှိစ္စတာကိုအလုံးခံရပါတယ်လူလည်းခံရတယ်နတ်တွေပြမတွေလည်းအကုန်ခံရပါတယ်ဟောဒီလိုနှိစ္စညင်းဆန်းတာကိုခံရတဲ့အတွက်ကြောင့်မလို့ပေါ်ပေါက်လာတဲ့အကျိုးတရားကိုဒုက္ခလို့ခေါ်ပါတယ်အဲ့ဒီပေါ်လာတဲ့အကျိုးတရားသည်ရတာမလို့လိုတာမရအဲ့ဒီလိုမျိုးနဲ့ဆင်းရဲခြင်းလို့အလွယ်ပြောလိုက်ပါတယ်အဲ့ဒါဒီပေါ်လာသောအကျိုးတရားဖြစ်ပါတယ်အဲ့ဒါဒီဒုက္ခသစ္စာယောဂီတို့ရေဒုက္ခကိုတုံဆုံးထပ်ပြောမယ်ဆိုရင်ဖြစ်ပေါ်ခြင်းချုပ်ပြောက်ခြင်းတို့သည်အစင်ထာဝရနှိစ္စတဲ့ညင်းစေတဲ့ဒါကြောင့်မို့လို့ပေါ်ပေါက်လာတဲ့အကျိုးတရားဖြစ်တဲ့ဒုက္ခဆင်းရဲခြင်းဖြစ်ပါတယ်အဲ့ဒါဒီဒုက္ခသစ္စာအဲ့ဒီဒုက္ခသစ္စာဘာကြောင့်ပေါ်သလဲကြည့်လိုက်တဲ့အခါမှာသမုဒယသစ္စာဆိုတဲ့အကြောင်းတရားကိုတွားတွေ့ပါတယ်သမုဒယသစ္စာဆိုတာလိုချင်တာတတ်မြစ်တာဆွဲလန်းတာကပ်ညိနေတာမမောတွေ့တာနေတာဒီအောင်းလုံးတို့ဒီ